အားလုံးပဲမင်္ဂလာပါနှုတ်ကပတ်တော်အဖြစ်အတူတကွခွန်အားယူဖို့ရန်အတွက်ယေရှုနာမအဖြစ်ဖိတ်ခေါ်ပါတယ်ဒီကနေ့အတူတကွခွန်အားယူဖို့ရန်အတွက်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့121ခုမြောက်သောစာလံအပိုင်းငယ်3ကနေ8ထိလေးမှာကျမ်းစာဘလို့မှတ်တမ်းတင်ထားတယ်လေဆိုတဲ့အရာအဖြစ်အတူတကွခွန်အားယူဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်အရင်တစ်ခေါက်ကကျွန်တော်ကြည့်ခဲ့ပါတယ်အပိုင်းငယ်1ကနေ2ကိုကျွန်တော်အတူတကွလက်လာခဲ့တာဖြစ်ပါတယ်ဒီကျမ်းစာလေးဟာဂျေရုဆလင်ဗိမာန်တို့ကိုတွားရောက်ဖို့ရန်အတွက်ဖျားဖူးဖို့ရန်အတွက်ခရီးသွားတဲ့သူတွေအတွက်ရေးထားတဲ့အရာဖြစ်တယ်လို့ခရီးသွားနေတဲ့သူတွေဒီဆိုချီးမွမ်းရတဲ့အရာဖြစ်ပါတယ်ဒီຢာလေးကဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဘယ်လိုခွန်အားယူမလဲဆိုတဲ့အရာလေးကိုဒီနေ့မှာနှုတ်ပတ်တော်အဖြစ်တူတူကွာကြည့်မှာဖြစ်ပါတယ်အပိုင်းငယ်3နဲ့4မှာဘယ်လိုမှတ်တမ်းတင်ထားသလဲဆိုရင်တင်းချီကိုချောစေခြင်းကအခွင့်ပေးတော်မမူတင်းကိုဆောင်တော်သူသည်အိတ်တော်မမူအကယ်စင်စစ်အေဒီလာအမျိုးကိုဆောင်တော်သူသည်ငိုင်မြင်းအိတ်ပျော်ခြင်းရှိတော်မမူဒီကနေ့အဝိတနေရာကိုခရီးသွားနေတဲ့သူတွေနေရာအတီးတီးကနေဖယားကိုချီးမွမ်းကိုးကွယ်ဖို့ရန်အတွက်ခရီးသွားတဲ့သူတွေရဲ့အသက်တာမှာကြောက်ရွံ့မှုတွေပူပန်မှုတွေသူတွေအသက်တာမှာကြုံတွေ့ကောင်းကြုံတွေ့နိုင်မှာဖြစ်ပါတယ်။တော်တော်လေးဒီကျမ်းစာထဲမှာမှတ်တမ်းတင်ထားတဲ့အရာကဖယားသားသမီးတွေဖယားကဘလို့စောင့်ရှောက်ပေးနေတယ်လဲဆိုတဲ့အရာကိုကျွန်တော်တို့မြင်တွေ့နိုင်တဲ့အရာဖြစ်ပါတယ်။အပိုင်းငယ်9ကနေ6မှာဘလို့မှတ်တမ်းတင်ထားတယ်လဲဆိုရင်ထာဝရဘုရားသည်တင့်ကိုဆောင်တော်မူ၏ထာဝရဘုရားသည်တင်၏လက်ရဘက်၌ရှိသောတင်ခေါ်လုံရာအရေးဖြစ်တော်မူ၏နေ့အချိန်၌နေအားဖြင့်၎င်းညအချိန်၌လအားဖြင့်၎င်းအချီးခိုက်မရှိရာဘလောက်ထိလုံခြုံစိတ်ချမှုရှိသလဲသူတို့ရဲ့နေ့ခင်းမှာညမှာဝေးနေတဲ့တနေရာကိုခရီးသွားတဲ့သူတွေအတွက်ဘလောက်ထိဖယားသခင်ကသူရဲ့သားသမီးတွေအတွက်လုံခြုံမှုရှိတယ်လေဆိုတဲ့အရာကိုနှုတ်ကပတ်တော်နှုတ်ကပတ်တော်ကမှတ်တမ်းတင်ထားတဲ့အရာကိုကျွန်တော်တို့မြင်တွေ့နိုင်တာဖြစ်ပါတယ်ဒီကနေ့မှာချစ်တော်မိတ်ဆွေဘယ်နေရာပဲရောက်ဘယ်လိုအခက်ခဲဘယ်လိုစင်ခုံမှုမျိုးအခြေအနေမျိုးမှာပဲတင်ရောက်နေပါစေဖယားကတင်ကိုအမြဲတမ်းဆောင်းရှောက်လက်ကြွေကာပေးနေတယ်ဆိုတာကိုမမေ့ဖို့ရန်အတွက်ဒီနေ့မှာဒီကျမ်းစာလေးအဖြစ်ခွန်အားပေးခြင်းတဲ့အရာဖြစ်ပါတယ်နေ့အချိန်မှာနေအဖြစ်ဖယားကတင်ကိုကြွေကာပေးနေပါတယ်ညအချိန်မှာလအားဖြင့်ဖယားကတင့်ကိုကြွယ်ကာပေးနေပါတယ်ဖယားကတင့်ကိုလက်လှူရှုခြင်းမရှိဘူးဆိုတာကိုဒီကနေ့အတင်းယုံကြည်လက်ခံဖို့ရန်အတွက်လိုအပ်တဲ့အရာဖြစ်ပါတယ်ဆက်ပြီးတော့ကျမ်းစာကဘယ်လိုမှတ်တမ်းတင်ထားတယ်လဲဆိုရင်အပိုင်းငယ်ခုနဲ့ရှင်မကောင်းသောအမှုရာအလုံးစုံတို့ကိုကြွယ်ကာ၍တင်း၏အသက်ကိုဆောင်တော်မူလိမ့်မည်ထာဝရဘုရားသည်တင်း၏ထွက်ခြင်းနှင့်ဝင်ခြင်းတို့ကိုယခုမှစ၍အစင်မပြတ်ဆောင်တော်မူလိမ့်မည်ကျမ်းစာကမှတ်တမ်းတင်ထားတဲ့အရာကယနေ့ယုံကြည်သူဖယားသားသမီးတွေအတွက်ဘလောက်လုံခြုံစိတ်ချမှုရှိတယ်လဲဆိုတဲ့အရာကိုကျွန်တော်တို့မြင်တွေ့နိုင်တဲ့အရာဖြစ်ပါတယ်တခါလူတွေရဲ့နှုတ်ကနေထွက်တတ်တဲ့အရာကကားလမ်းကိုဖြတ်ကူးတဲ့အခါမှာကားတိုက်ခါနီးမှာဘလို့ကျွန်တော်တို့ပြောတတ်တယ်လေအမလေးကန်ကောင်းလိုက်တာဆိုပြီးတော့ကျွန်တော်တို့ပြောတတ်ပါတယ်တခါကျွန်တော်တို့ကားလမ်းကိုဖြတ်ကူးရင်းနဲ့လမ်းကိုဖြတ်သွားရင်းနဲ့ဘေးတွေကတိုက်ခါနီးစပင်းကတိုက်ခါနီးမှာကျွန်တော်တို့လူအနေနဲ့ပြောမိလိုက်တဲ့အရာကအမလေးကန်ကောင်းလိုက်တာကန်ကောင်းလိုက်တာဒီကနေ့တင်တကယ်ကန်ကောင်းလို့တဲ့ဒုက္ခထဲကနေတင်လွတ်မြောက်သွားတာလားတကယ်စဉ်းစားကြည့်အောင်မြောက်များစွာသောလူတွေအထူးသဖြင့်လောကလူတွေကပြောတတ်လျက်ရှိတခါအစင်ပြေတဲ့အခါမှာငွေကြီးအစင်ပြေတဲ့အခါမှာကျမ်းမာရေးအစင်ပြေတဲ့အခါမှာသူတို့နှုတ်ကနေထွက်တတ်တဲ့အရာကကံကောင်းတယ်ဆိုတဲ့စကားကိုသူတို့ပြောတတ်လျက်ရှိတဲ့အရာဖြစ်ပါတယ်ဒီကနေ့တကယ်ရောကျွန်တော်တို့ကံကောင်းခြင်းကပဲတကယ်ကျွန်တော်ရဲ့အသက်တာကိုချုံးမစွာဖြင့်အသက်ရှင်စေသလားကျွန်တော်ဆန်းစစ်ကြည့်ရအောင်ဒီကျမ်းစာကိုကြည့်ခြင်းအပြင်တော့ဒီကနေ့ဖယားသားသမီးတွေကဖယားကနေ့ညအမြဲတမ်းကြွေကမဆဆောင်းလျှောက်ပေးနေလို့ဒါဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့နိုင်တဲ့အရာဖြစ်ပါတယ်ဒီကနေ့မှာယုံကြည်သူဖယားသားသမီးကံကောင်းတယ်ဆိုတဲ့စကားကိုတင်းရဲ့နှုတ်ကနေမထွက်ဘဲနဲ့
အိုးဖယားကကျွန်တော်ကိုအဆုံးတော့မရောက်စေတဲ့အတွက်ဖြစ်တယ်ဆိုပြီးတော့ဒီကနေ့ဖယားကိုချီးကျူးတင်တက်ရအောင်ဒီကနေ့ဖယားကိုချီးမွမ်းတက်ရအောင်ဒီလိုဒုက္ခကားတိုက်မှုတွေရင်တိုက်မှုတွေဘေးတွဲလာစပိန်လာဒီလို accident တစ်ခုခုကနေတင်လွတ်မြောက်တဲ့အခါမှာကံကောင်းတယ်လို့မဆိုမိပါနဲ့မပြောမိလိုက်ပါနဲ့အိုးဖယားကကျွန်တော်ကိုကောင်းကြီးပေးတယ်ဖယားကအခွင့်အရေးပေးသေးတယ်ဆိုတဲ့နှလုံးသားနဲ့ပဲဖယားကိုချီးမွမ်းတတ်ပါလောကလူတွေပြောတတ်တဲ့ကဲ့သို့ကံကောင်းတယ်ဆိုပြီးတော့မပြောမိပါနဲ့ဖယားကတင်ဤခြေကိုချော်စေခြင်းကအခွင့်ပေးတော်မမူဘူးဆိုပြီးတော့ကျမ်းစာကမှတ်တမ်းတင်ထားပါတယ်ဒီခွင့်နဲ့ရှစ်လေးမှာတင်ဤထွက်တဲ့ဝင်တဲ့တို့ကိုလည်းဖယားကသူ့ရဲ့လက်ထဲမှာရှိတဲ့အလျောက်ဘေလိုဒုက္ခပြဿနာပဲတင်ကြုံနေပါစေဖယားကတင့်ကိုကိုယ်ကဆောင်မပေးတယ်တင်ရဲ့အသက်ကိုဖယားကကိုယ်ကဆောင်ရှောက်ပေးနေတယ်ဆိုတာကိုမမေ့ဖို့ရန်အတွက်ဒီကနေ့ဒီနှုတ်ပတ်တော်လေးအားဖြင့်ခွန်အားပေးခြင်းတဲ့အရာဖြစ်ပါတယ်ယုံကြည်သူဖယားသားသမီးတင်ပေးနေရပဲရောက်ဖယားကနေ့အချိန်မှနေအားဖြင့်ညအချိန်မှလာအားဖြင့်အထီးခိုက်မရှိဖို့ရန်အတွက်တင်အိတ်ဆက်နားယူနေတဲ့အခါမှာတင်မင်းရဲ့အရက်အောက်ကိုတင်ရောက်ခဲ့ရင်တောင်မှဖယားကတင်ကိုကွဲကဆောင်ရှောက်ပေးနေတယ်ဆိုတာကိုမမေ့ဖို့ရန်အတွက်ဒီနှုတ်ပတ်တော်လေးအပြင်ဒီကနေ့ခွန်အားပေးခြင်းတဲ့အရာဖြစ်ပါတယ်အရောက်ချင်းစီတိုင်းအတွက်ဖျားရှင်ကောင်းချီးပေးပါစေ